ကဲဒီနေ့မှာလေကျွန်တော်တို့ Gamma ကိုတစ်ချက်သွားကြည့်ကြမှာမနော် Gamma မှာလည်းအခုလိုမျိုး 3D ပုံစံလေးတွေလုပ်လို့ရပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ Gamma ကိုသွားဖွင့်ကြမှာမနော် Gamma ပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Gamma မှာအခုလိုမျိုး 3D ပုံစံလုပ်ဖို့အတွက်ဆိုလို့ရှိရင်ဒီကောင်လေးမှာဘာကိုသွားမလဲဒီမှာ YouTube Harmony Voice သွားလိုက်မှာမနော်YouTube Harmony နဲ့ပဲမသွားတော့ဘူးကျွန်တော်တို့ကဒီဘက်မှာရှိတဲ့ဗီဒီယိုဆိုတာလေးကိုသွားလိုက်မယ်ဗီဒီယိုမှာလည်းကိုကြိုက်နေတဲ့ပုံကဒီဘက် channel မှာအများကြီးရှိပါတယ်အဲ့ကောင်လေးကနေပြီးတော့ကျွန်တော်တို့ဒီဘက်မှာvideo landscape ဆိုတာလေးကိုတစ်ချက်ယူလိုက်ပါမယ်နော်โอเคဒီလိုပုံစံမျိုးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးမှာပထမဆုံးကိုလုံးမဲ့ပုံကိုဒီထဲမှာလာပြီးတော့ upload လုပ်ထားပါနော်ကျွန်တော်ကတော့ဒီမှာ upload လုပ်ထားတာရှိတယ်ဒီကောင်လေးတွေကိုကြတော့ကျွန်တော်ထုတ်လိုက်တော့မှာနော်upload လုပ်ထားတာများထားတဲ့အတွက်ဒီကောင်လေးကိုထုတ်လိုက်မယ်ပြီးတော့ရင်ဒီပုံလေးကိုဒီဘက်ချမ်းမှာလာပြီးတော့ထည့်လိုက်ပါမယ်နော်ပြီးရင်ဒီဘက် down လေးကနေပြီးတော့သူ့ကိုဒီလိုလေးဆွဲလိုက်ပါမယ်နော်အပြည့်လေးဆွဲလိုက်ပါနော်အပြည့်လေးဆွဲလိုက်ပြီဆိုလို့ရှိရင်ပုံကဒီလိုပုံစံမျိုးရသွားပြီဒီလိုပုံစံမျိုးရပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာရှိတဲ့ element ဆိုတဲ့နေရာလေးကိုတစ်ချက်သွားလိုက်မယ်ဒီဘက် channel မှာရိုက်ထည့်ရမှာကကျွန်တော်တို့ CUR V ပေါ့နော် curve ဆိုတဲ့ကောင်ကိုတစ်ချက်သွားလိုက်မယ်ပြီးရင် enter ခေါက်ချက်လိုက်ပါဒီနေရာလေးမှာကျွန်တော်တို့သွားမှာကCO ဆိုတာလေးနှိပ်လိုက်ပါနော်ကျွန်တော်တို့သွားမှာဒီကောင်လေး frame နဲ့သွားမှာဖြစ်တဲ့အတွက်ဒီ frame လေးကိုယူလိုက်ပါမယ်ပြီးရင်သူ့ကိုဒီဘက် channel က rotate လေးနဲ့လှည့်လိုက်မှာနော်ဒီ frame လေးမှာလည်းကျွန်တော်ကနေပြီးတော့ဘာကိုသွားမလဲဒီဘက်မှာအယောင်လေးကိုကြတော့ကျွန်တော်တို့ဒီဘက်အဖြူရောင်လေးဖြစ်ထားပါမယ်နော်အဲအဖြူရောင်လေးဖြစ်ထားပြီးတော့သူ့ကိုကျွန်တော် rotate အပေါ်လှည့်လိုက်ပါမယ်အခုလိုမျိုးပုံစံလေးပေါ့နော်ပြီးရင်နည်းနည်းကြီးကျင်လဲဆိုလို့ရှိရင် down ကနေပြီးတော့ဒီလိုမျိုးကြီးလိုက်ပါပြီးရင်ဒီနေရာလေးမှာတစ်ခါဒီလောက်အနေထားလေးအချကြည့်မှာနော်ပြီးသားတဲ့အခါကျရင်ဒီဘက်မှာအပေါင်းလေးဆိုတာလေးရှိတယ်အဲဒီအပေါင်းလေးကိုကျွန်တော်ကယူထားလိုက်ပါနော်အပေါင်းလေးကိုယူပြီးတော့ကျွန်တော်ကနေပြီးတော့ဒီကောင်လေးမှာအပေါင်းလေးနှိပ်လိုက်မယ်ဒါဆိုရင်နှစ်ခုရသွားပြီပေါ့နော်နှစ်ခုရသွားတဲ့အနေထားမှာသူ့ကို rotate ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်သူ့ကိုဒီအကြီးကြီးဆေးလိုက်မှာမနော်ကိုထားခြင်းတဲ့ပုံစံလောက်ပေါ့နော်ဒီလောက်လေးမှာထားလိုက်မယ်ပြီးရင်ဒီဘက်ကအကောင်ကိုလည်းကျွန်တော်ကနေပြီးတော့နည်းနည်းလောက်တင်လိုက်မယ်ဒီလောက်အနေထားလေးပြီးရင်ကျွန်တော်အပေါင်းကိုထည့်နိုင်မယ်ပြီးရင်ခါရခုနလိုပဲ rotate ကိုနှိပ်မယ်ကျွန်တော်ကဒီဘက် channel ကိုထွက်စေရှင်တာဖြစ်တဲ့အတွက်သူ့ကိုဒီလိုပုံစံမျိုးထားလိုက်ပါမယ်နော်ဒီကောင်လေးကိုအောက်နေနေချလိုက်မယ်ပြီးတော့ရင်ဒီကောင်လေးကိုပဲထည့်ယူမယ်ဒီလောက်အနေထားဆိုရပါပြီနော်ဒီကိုနည်းနည်းတင်လိုက်ရင်ကောင်းမလားမသိဘူးနည်းနည်းတင်လိုက်မယ်ပြီးရင်ဒီဘက် channel ကိုနည်းနည်းလောက်ရွှေ့လိုက်မယ်အပေါင်းကိုထည့်လိုက်တယ်နောက်ထပ်တစ်ခုရွေ့တာပေါ့နော်ပြီးရင်သူ့ကို rotation လေးနဲ့ထည့်လိုက်မယ်ဒီဘက် channel ကနော်ပုံမှန်ပဲကျွန်တော်ကထည့်လိုက်ပါမယ်ပြီးရင်ဒီကောင်လေးဒီလိုပုံစံမျိုးပေါ့နော်ယူမဲ့ဟာကကြတော့ဒီအထည်ကပါတဲ့ဒီအသားလေးကိုပဲယူမှာဖြစ်တဲ့အတွက်သူ့ကိုဘာကိုသွားရမလဲဆိုလို့ရှိရင်ဒီဘက်မှာပါတဲ့2ဆိုတဲ့နေရာလေးကိုသွားပါပြီးရင်ဒီဘက်က draw ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီဘက်မှာပါတဲ့စုပ်တံလေးတွေရှိတယ်အဲ့စုပ်တံကိုကျွန်တော်ကနေပြီးတော့အဖြူရောင်ပဲရွေးလိုက်ပါမယ်ဒီဘက်မှာlight မှာ white မှာကြတော့နည်းနည်းထူလိုက်မှာပေါ့နော်ဒီကောင်လေးကိုအကြီးရှင်းလိုက်မယ်ပြီးတော့ရင်ဒီမှာ transparency မှာလည်းပုံမှန်တိုင်းဆွဲလို့ရှိရင်သူကဒီအထည်ကိုဖောက်မြင်ရတာပေါ့နော်ပြီးရင်ဒီဘက်မှာ transparency ကို100ရာခိုင်နှုန်းတင်လိုက်မယ်ဒါဆိုရင်အဖြူလေးဖြစ်သွားပြီပေါ့နော်အဖြူလေးဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာဝိုင်းလိုက်မယ်ကိုလိုရှင်တာအတွင်းကဒီကျွန်တော်တို့ဝိုင်းထားတဲ့ဒီခန္ဓာကိုယ်လေးပဲယူရှင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကြံတဲ့ကောင်တွေကိုအကုန်လုံးခုလိုမျိုးဖြည့်လိုက်ပါမယ်နော်အခုလိုမျိုးအပြည့်ဆွဲလိုက်မယ်နော်အတွင်းသားကတော့ဝင်အောင်မဆွဲနိုင်ဘူးနော်ဒါအပြင်ကိုနည်းနည်းရောက်သွားတယ်ဆိုလို့ရှိရင်သူကမောက်ထွက်လိုက်တာနဲ့
သူ့ဟာသူအဆင်ပြေသွားပါလိမ့်မယ်နော်ဒီနေရာလေးမှာကြာဘယ်နေရာမှာကြာငဲ့လေတစ်ချက်သွားကြည့်ပေါ့နော်ကျွန်တော်ကနေပြီးတော့အကုန်လုံးလိုက်ဆွဲလိုက်ပါမယ်ပြီးရင် mouse လွှဲလိုက်တာသူ့ဟာသူဒီလိုမျိုးဖြစ်သွားလိမ့်မယ်အဲ့ဒီခါကျမှကျွန်တော်ဘာလုပ်မလဲဆိုလို့ချင်းဒီဘက်က share ဆိုတာလေးကိုတစ်ချက်နှိပ်မယ် download flow ကိုနှိပ်မယ်ဒီဘက်မှာ video ဖြစ်နေတဲ့အတွက်ကျွန်တော် PNG ဆိုတာလေးကိုလိုက်မယ်ပြီးရင် save ဆိုတာလေးကိုနှိပ်ပြပါနော် Okay save ဆိုတာကြားလာပြီဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ဒီ download ထဲမှာပဲသိလိုက်မယ် save ဆိုတာလေးနှိပ်လိုက်ပါပြီးရင်ဒီကောင်လေးsave ကိုနှိပ်လိုက်မယ်ပေါ့နော်ကြည့်ရကျွန်တော်ဒီ upload တင်တဲ့နေရာကိုသွားမယ်ဒီဖက်ချမ်းလေးမှာကျွန်တော်သိမ်းလိုက်တဲ့ဒီကောင်လေးကိုတစ်ချက်သွားပါမှာပေါ့နော်ပြီးရင်ကျွန်တော်နောက်ဆုံးသိမ်းလိုက်တဲ့ဒီကောင်လေးကိုဒီဖက်ချမ်းလေးမှာ upload တင်လိုက်ပါမယ် Okay အဲဆိုရင်ဒီဖက်မှာအပေါင်းလေးကိုတစ်ချက်ယူမယ်ပေါ့နော်အပေါင်းလေးယူပြီးတော့သူ့ကိုဒီဖက်ချမ်းလေးမှာလာရှာလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီကောင်လေးကိုဘာလုပ်မလဲအယောင်လေးတစ်ခုခုဖြစ်ထားလိုက်ပါနော်ဒီအောက်ခံလေးကိုကျွန်တော်အယောင်တစ်ခုခုဖြစ်ထားလိုက်ပါမှာနော်အယောင်တစ်ခုကကြတော့ကိုကြိုက်တဲ့အယောင်ဖြစ်ပါကျွန်တော်ကဒီအယောင်ဖြစ်လိုက်တယ်ပြီးသားတဲ့အခါကျလို့ဒီကောင်လေးကိုဘာလုပ်မလဲဆိုလို့ချင်းဒီလိုမျိုးအကြည့်ဆွဲလိုက်ပါမှာနော်ကြီးကြီးဆွဲလိုက်တဲ့အခါကျလို့ချင်း outline ကိုကြတော့သူကဝါးပလိုက်တာပေါ့နော်ဝါးပလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကြည့်လို့မကောင်းတော့ဒီ version လေးမှာအယောင်လေးပြန်ဖြည့်ထားလိုက်ပါမယ်ပြီးသားတဲ့အခါကျရင်ဒီကောင်လေးကိုဘာလုပ်မလဲဆိုလို့ရှိရင်ခုနကလိုပဲshadow နေရာလေးကိုပြန်သွားလိုက်ပါမယ်ပြီးရင် outline ဆိုတဲ့နေရာကိုသွားမယ်ပြီးရင်ဒီကောင်လေးကိုကြတော့ကျွန်တော်ကနေပြီးတော့ပြန်ပြီးတော့တစ်ခေါက်ပြန်သိမ့်မယ်နော်ဒီလောက်အနေထားကိုရပြီဆိုလို့ရှိရင်ကျွန်တော်ရှေ့ကိုနှိပ်မယ်ပြီးတော့ download ဒီဘက်မှာရှိတဲ့ PNG ဆိုတဲ့ကောင်လေးကိုထည့်လိုက်ပါမယ်ပြီးရင် download ပါနော်ခဏလေးစောင့်ပေးမယ် PNG မှာ same file နဲ့ဖြစ်သွားပြီနော် same file ဆိုရင်လည်း same file ပါနော်ကျွန်တော်ဒီကောင်လေးကို yes ကိုနှိပ်လိုက်မယ်ပြီးသားတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့ခုနကလိုပဲဒီကောင်လေးမှာ same file ကိုတစ်ချက်သွားပြီးလိုက်မယ် raw file နဲ့ပေါ့နော် yes to o နှိပ်လိုက်ပါပြီးရင်ဒီ function လေးမှာကြာလာတဲ့ဒီကောင်လေးကိုတစ်ချက်ယူမယ်ပြီးသားတဲ့အခါကြာလို့ရှိရင်ဒီ function လေးမှာလာပြီးတော့ upload တင်လိုက်ပါမှာပေါ့နော်နောက်ထပ်တစ်ဆင့်နေနဲ့နောက်ထပ်ဒီဘက်မှာ layer အစိတ်တစ်ခုယူလိုက်ပါမှာပေါ့နော်ဒီကောင်လေးကိုဒီ function လေးမှာထည့်မယ်background ကိုကြာတော့ကျွန်တော်ပြောင်းပြလိုက်မယ်ခုနက background မဟုတ်ရင်ဒီအရောင်လေးနဲ့အယိုးနေမှာဆိုလို့ပေါ့နော်ပြီးရင်ဒီကောင်လေးကိုဘာလုပ်မလဲဆိုလို့ရှိရင် remove background ဆိုတာလေးကိုပြန်နှိပ်လိုက်မယ် Okay ဒီနေရာလေးမှာကြာမှာ remove background ရသွားပြီဆိုမှကျွန်တော်ကဘာလုပ်မလဲဆိုလို့ရင်နည်းနည်းလောက်ရှင်းလိုက်ပါမယ်နော်background မရှိတော့ဘူးဆိုမှကျွန်တော်ဒီဘက်မှာ edit ဆိုတာလေးကိုတစ်ချက်သွားမယ် shadow ကိုသွားပါမယ်ပြီးရင်ဒီဘက် channel မှာ curve ဆိုတာလေးကိုတစ်ချက်သွားမယ်အဲဆိုရင်ဒီပုံစံလေးဖြစ်သွားပြီပေါ့နော်သူ့ကို cast ကိုဒီလောက်တင်လိုက်မယ်ပြီးရင်ဒီကောင်လေးကိုရှုံချလိုက်ပါမယ်အဲဆိုရင်ဒီပုံစံလေးဖြစ်သွားပြီပေါ့နော်ဒီပုံစံလေးဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်နားမှာထားမလဲကြည့်မလားဒီနေ့လောက်ကြည့်လိုက်ပါမယ်နော် Okay ဒီလောက်အနေထားလေးပေါ့နော်ဒီလောက်အနေထားရပြီဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်လေးကိုဘာသွားလုပ်မလဲဆိုလို့ရှိရင်ခုနကဒီပုံလေးကိုထည့်ယူပါမယ်နည်းနည်းလောက်သူ့ရဲ့အနေထားကိုနည်းနည်းလောက်သိလိုက်ပါဦးနော်ပြီးရင်ကျွန်တော်ကဒီကောင်လေးကိုထည့်ယူမယ်ဒီကောင်လေးကို opacity ကျွန်တော်ကရှုပ်ချလိုက်ပါဦးနော်အောက်ကပုံကိုမြင်အောင်လို့ကျွန်တော်အောက်ကပုံနဲ့သက်ထည့်ရမှာဖြစ်တဲ့အတွက်ဒီကောင်လေးကိုဒီလောက်အနေထားပြီးကြည့်မယ်ဆိုရင်လည်းကျွန်တော်ကြည့်လိုက်မယ် Okay သူ့ရဲ့ဘိုလုံးကိုကြည့်ပါနော်ကျွန်တော်ကဘိုလုံးနဲ့ထည့်လိုက်မယ် Okay နည်းနည်းလောက်သိနေသေးတယ်ဆိုလို့ရှိရင်ကျွန်တော်ကြည့်လိုက်မယ်ဒီအနေထားနည်းနည်းလေးပဲလိုတာပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ကြာသွားပြီဒီလောက်အနေထားဆိုရင်ရပြီပေါ့နော်ဒါဆိုရင် opacity ကိုပြန်တင်လိုက်ပါမယ် transparency ပေါ့နော်ဒီနေရာမှာကြာတော့Photoshop တော့ဘာတော့မှဆိုလို့ရှိရင်သူက opacity နဲ့တူတယ်ပြီးတော့ remove background ကိုတစ်ချက်နှိပ်လိုက်ပါမယ်နော်အဲဆိုရင်ဒီပုံစံလေးရပြီပေါ့နော်ဒီပုံစံလေးရပြီဆိုလို့ရှိရင်သူ့ကိုနည်းနည်းလောက်သိလိုက်မယ်ကျွန်တော်ကဒီဟာသူ့နဲ့တွက်ထည့်လိုက်ပါမယ် Okay အဆင်ပြေလားအဲဆိုရင်အခုလိုမျိုးပုံစံလေးပေါ့နော်ဒီပုံစံလေး 3D ပုံစံလေးဖြစ်သွားပြီဒါလေးကိုတစ်ချက်သိမ်းလိုက်ပါမယ်ပြီးရင်ကျွန်တော်က
okay ဆိုတာလေးကိုထည့်နှိပ်လိုက်မယ်နော်ပြီးရင် download ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီဘက်မှာ P3 ကိုပဲတင်ပါနော်ဒီကောင်လေးကိုပဲတင်မယ်နောက်ဆုံးအဆင့်တင်မယ်ပြီးရင်ဒီညာလေးမှာကြတော့ PNG ပဲတင်လိုက်ပါမယ်နော်ပြီးရင် download ဆိုတာလေးကိုနှိပ်လိုက်ပါခေဒါဆိုရင်ကျွန်တော်တို့လောက်ထားတဲ့ကောင်ကိုဒီဘက် channel မှာ desktop မှာတင်လိုက်ပါမယ်နော်ပြီးရင် 3D ဆိုပြီးတော့ရေးလိုက်ပါမယ်ပြီးရင် desktop ဆိုတာလေးနှိပ်လိုက်မယ်နော်အဲဆိုရင်ရပြီလားတစ်ချက်သွားကြည့်မယ် okay ဒါဆိုရင်ကျွန်တော်တို့အခုလိုမျိုး 3D ပုံစံလေးတွေCanva မှာလေးတွားလို့ရတယ်ဆိုတဲ့နေရာလေးကိုဝင်များပေးသွားတာပါဒါဆိုရင်အားလုံးအဆင်ပြေမလို့ထင်တယ်အဆင်ပြေကြပါစေခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်လေးဆုံတွေ့ကြပါမယ်နော်